လက်သမားတက်တန်းရင့်နေပြီဆိုတာပြနေတဲ့အချက်၅ချက်အပိုင်းတက်တင်ကောဘယ်နှချက်နဲ့ညီးနေလဲဆိုတာအောက်မှာကိုမန့်ပေးခဲ့အောင်နော်တနေရာတကာလိုက်ပြတတ်ခြင်း The Tour Guide မိသားစုနဲ့အပြင်ထွက်တဲ့အခါကိုလုပ်ခဲ့မှုတဲ့လုပ်ငန်းခွင်နေရာတိုင်းကိုလိုက်ပြနေမိတတ်တာမျိုးပါကလေးတွေကလည်းပြင်းနေပြီးအိမ်သူတက်ထားကလည်းစိတ်ကုန်နေပြီးဒါပေမဲ့ခမ ्या ကတော့မတ်တက်ရက်ပြီးဟောဒီအမိုးကိုငါမိုးခဲ့တာဟိုနေရန်ကိုငါလုပ်ခဲ့တာဟောဒီရေတန်းလျှောက်ကိုငါပြင်ပေးခဲ့တာဆိုပြီးဂုံယူဝင်ကြွားစွာလိုက်ပြနေမိတတ်ပါတယ်နှစ်နာရီကြည့်စရာမလိုတဲ့ဘေးတင်ဆရာ The Human Clock ခမ ्या အတွက်နာရီကြည့်ဖို့မလိုတော့ပါဘူးမနက်10နာရီထိုးပြီဆိုတာကိုဘိုက်ကတကွက်ကွက်မြည်လာတာရေဒီယိုကအစီအစဉ်ပြောင်းသွားတာနဲ့လုပ်ငန်းခွင်တွေကလူတွေအားလုံးတန်ပြန်ကြီးတွားတန်တွေထွက်လာတာကိုကြည့်ပြီးကွက်တိတိနေပါတော့တယ်ကွင်းထဲကတချင်းဆိုဖွဲလိုပါပဲ3တနင်္ဂနွေနေ့ရဲ့ချိန်စာ05:30မွေးကပ်အလုတ်ပိတ်ရက်တနင်္ဂနွေနေ့မနက်အေးရေးဝဝအိတ်မယ်လို့ကြံထားပေမဲ့ခန္ဓာကိုယ်ကြီးကမနက်9နာရီခွဲမှာအလိုလျောက်နိုးအောင်လုပ်ပေးလိုက်တာမျိုးပါခမ ्या အိယာထဲမှာလဲနေရင်ကိုဒေါသတွေထွက်ပြီးကျေးဇူးပြုပြီးနောက်တစ်ခါဒါမျိုးမလုပ်ပါနဲ့တော့လို့ချိန်ဆနေမိတတ်ပါတယ်လေးအတန်ဆုံးမြည်တဲ့ခန္ဓာကိုယ် The Human Soundboard မတ်တက်ရက်လိုက်ရင်ပဲဖြစ်ဖြစ်ထိုင်ချလိုက်ရင်ပဲဖြစ်ဖြစ်ဒူးထောက်လိုက်ရင်ဒါမှမဟုတ်အသက်ပြင်းပြင်းရှူလိုက်ရုံနဲ့တင်ခမ ्या စီကနေဆိုတဲ့ညီးညူတန်တွေထွက်လာတတ်ပါတယ်ဒါဟာနာကျင်လို့ထွက်လာတာမဟုတ်တော့ပဲခန္ဓာကိုယ်ရဲ့သဘာဝအမူအချင်းတစ်ခုလိုဖြစ်နေပါပြီငါအသက်ထက်ချရတဲ့ကရိယာ The Guard Dog ခမ ्या မှာကိုနဲ့လက်ကြဆုံးအကြိုက်ဆုံးစုပ်တန်ကောင်းကောင်းတစ်ချောင်းဒါမှမဟုတ်အုတ်ကောထရိုးကောင်းကောင်းတစ်ခုရှိတတ်ပါတယ်တခြားဘယ်သူမဆိုအဲ့ဒီပစ္စည်းကိုလှမ်းကြည့်ုံတင်ရှိသေးတယ်ခမ ्या ရဲ့မျက်လုံးတွေကအဆောင်ခွေးတစ်ကောင်လိုချက်ချင်းရံမှုဖို့အစင်သင့်ဖြစ်သွားပါတော့တယ်